မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ဆွန်းလူတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ဆွန်းကိုလှူတယ်လို့တွေမမှတ်နေတဲ့၅မျိုးလှူတယ်လို့မှတ်တယ်ဒီလိုပြောတယ်ဘယ်နှမျိုးလှူတယ်၅မျိုးလှူတယ်တဲ့ဟုတ်ပြီလား၅မျိုးကဘာလဲမေးလို့တော့အာယုအသက်ရှည်ကြောင်းကိုလှူတာတဲ့ပါရှည်ကြောင်းလဲဟာသဗ္ဗေတ္တအာဟာရထိတိကတတ္တဘဝမှန်တယ်မြဘယ်ပေါ်မှာတည်တယ်အာဟာရပေါ်မှာပြီးတယ်ဟုတ်လားဘလောက်ပဲအသက်ရှည်မဲ့ပုဂ္ဂိုလ်ကြီးဖြစ်ဖြစ်အာဟာရသာမရှိရင်အသက်ရှည်လို့ရလားတက္ကမကြီးတော်ခင်ဝင်းဆိုအဲ့ဒါငါအသက်ရှည်ကြောင်းကောင်းမှုငါကနေ့လာလှူတယ်လို့မှတ်လိုက်ဟုတ်လားစွန့်လှူတယ်ဆိုတာတဲ့လေဝေါဒနာဘိကဝေတရမာနောဒါယေကောပြင်စဌာနာနိဒေတိအာယုံဒေတိနောက်တကနံပါတ်2ကဝဏ္ဏံဒေတိဝဏ္ဏဆိုတာရုပ်အစင်းလာကြောင်းကောင်းမှုကိုလည်းလှူတယ်လို့မှတ်တဲ့မြတ်စွာဘုရားကဘယ်လောက်ပဲရုပ်အစင်းကောင်းတဲ့ပုဂ္ဂိုလ်ဖြစ်ပြီးအစာအာဟာရသာကောင်းကောင်းမစားရင်ရုပ်လှနိုင်သေးလားမလှနိုင်ဘူးဟုတ်လား